စင်ကဖိတ်မော်တာကိုပြောင်းပြန်လဲပတ်ဖို့နီးလန်းကိုသိဖို့ဆိုရင်စင်ကဖိတ်မော်တာမှာပါဝင်တဲ့ကွမ်နေကြောင့်သိဖို့လိုအပ်ပါတယ်စင်ကဖိတ်မော်တာမှာ running ကွမ်လို့လည်းခေါ်တယ် main ကွမ်လို့လည်းခေါ်တယ်အဲ့ဒီကွမ်တစ်ခုနဲ့ string ကွမ်ဆိုပြီးတော့ကွမ်မျိုးပါဝင်လို့ရှိတယ်ဒီကွမ်တွေဟာမော်တာလဲပတ်မှုစနစ်အတွက်မရှိမဖြစ်လိုအပ်တဲ့အစိတ်ပိုင်းတွေပဲဖြစ်ပါတယ်ပြီးတော့ string ကွမ်မှာမော်တာစတင်လဲပတ်ဖို့မော်တာဆက်စချင်းလဲပတ်ဖို့အတွက် string ကွမ်နဲ့ series ချိတ်ဆက်ထားတဲ့ capacitor လည်းပါဝင်လို့ရှိတယ်မော်တာစတင်လဲပတ်ပြီးအချိန်ရလာတဲ့အခါ string ကွမ်ကို power ဖြတ်တောက်ဖို့အတွက် centrifugal switch ဆိုတဲ့ဘိုးခွာခလုတ်လည်းပါဝင်လို့ရှိတယ်စင်ကဖိတ်မော်တာမှာပါဝင်တဲ့ကွမ်တွေအကြောင်းသိပြီးဆိုရင်တော့စင်ကဖိတ်မော်တာကိုပြောင်းပြန်လဲပတ်ဖို့နီးလန်းကိုစဉ်းစားရမှာဖြစ်ပါတယ်စင်ကဖိတ်မော်တာတစ်လုံးကိုပြောင်းပြန်လဲပတ်ဖို့နီးလန်းကလွယ်ကူရွေးရှင်းပါတယ်စင်ကဖိတ်မော်တာမှာပါဝင်တဲ့ကွမ်နှမျိုးအနက်မှာ string ကွမ်ပဲဖြစ်ဖြစ် running ကွမ်ပဲဖြစ်ဖြစ်ကွမ်တစ်ခုရဲ့ကွမ်အစနဲ့ကွမ်အဆုံးကိုပြောင်းပြန် connection ချိတ်ဆက်မှာပဲဖြစ်ပါတယ်ဒီလိုပြောင်းပြန်ချိတ်ဆက်ပေးခြင်းအဖြစ်စင်ကဖိတ်မော်တာအတွင်းမှာရှိနေတဲ့တန်လိုက်ဆက်ကွင်း direction of the magnetic field ဥဒိချက်ပြောင်းလဲသွားပါတယ်ဒီလိုဥဒိချက်ပြောင်းလဲသွားခြင်းအဖြစ်မူလပရမတ်ကလဲပတ်နေတဲ့ direction မော်တာလုံးရဲ့လဲပတ်မှုဥဒိယာကပြောင်းပြန်ပုံစံလဲပတ်သွားမှာဖြစ်ပါတယ်ချုပ်အဖြစ်ပြောရမယ်ဆိုရင်တော့မော်တာလုံးဟာ forward ဆိုတဲ့အတက်လဲနေတယ်ဒါကိုကျွန်တော်တို့ reverse ဆိုပြီးတော့ပြောင်းပြန်လဲခြင်းတယ်ဒါမှမဟုတ် reverse ပြောင်းပြန်လဲနေတဲ့မော်တာလုံးကို forward အတက်လဲခြင်းနဲ့ဆိုရင်တော့မော်တာမှာပါဝင်တဲ့ coin နှမျိုးနဲ့မှ running coin မှာဖြစ်ဖြစ် string coin မှာဖြစ်ဖြစ်ဒီ coin နှစ်ခုနဲ့မှ coin တစ်ခုရဲ့ coin စနဲ့ coin အဆုံးကိုပြောင်းပြန် connection ချိတ်ဆက်ပေးရမှာပဲဖြစ်ပါတယ်ဒါဟာမော်တာလုံးပြောင်းပြန်လဲပတ်ဖို့အတွက်အရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်ဒီလိုနှိမ့်ဆက်နည်းပညာများဆက်လက်လေ့လာနိုင်စေဖို့အပေါင်းလေးနှိပ်အသေးလေးပေးပြီးကွန်မန့်မှာတခုခုရေးသွားခဲ့ပါအောင်နော်